ထမင်းစီစံပဲပြုတ်မနက်ခင်းမှာစီစံပြီးတော့ထမင်းစားရတယ်ထမင်းကြော်လေးစားရတယ်နော်ပလာတာအကြကွေးလေးကိုမှစီအီလေးနဲ့စားရတာကြိုက်တယ်ဆိုတဲ့သူတွေကအသေးစီဖုံးမှာအရက်တောင်းမှမဟုတ်ဘူးဒီချက်ကနေ့ကဆမကဆမကိုယ်တိုင်ကသွေးလေးစီကြဖို့ဒေးရှင်ငါးကြီးတီတောက်တယ်ပြီးဆမအသေးသေးတောက်တယ်လို့ပြောတဲ့အချိန်မှာဆမကကွန်မန့်အောက်မှာမှတ်ထားတာတွေ့လို့ဒီဗီဒီယိုထပ်ပြပေးတာဘာလို့အသေးသေးကတောက်ရတာလဲတဲ့ကျွန်တော်ကဘာရောကမှမရှိဘဲနဲ့ရောအသေးသေးတောက်ဖို့လိုအပ်လားဆိုတော့ဆမတို့ကိုယ်တိုင်ကလည်းရက်တောက်နေတဲ့သူမဟုတ်ဘူးဒါပေမဲ့အသေးသေးဘာလို့တောက်လဲဆိုတော့ခုနလိုအစားအတောက်မှာဒီချေလို့စားနေတဲ့စားထဲမှာကဟိုစီကပဲစီစစ်ပါတယ်ဆိုတာကိုယ်တိုင်ပဲထုတ်ထားတာလည်းမဟုတ်နော်နဲ့ဒီစစ်ပါဆိုကိုယ်တိုင်ထုတ်ထားတာလည်းမဟုတ်အဲ့တော့ကိုစားနေတဲ့စီတွေပြီးစားနေတဲ့အပြင်စားတွေအဲ့ဒီအရာတွေ CEE တွေကခန္ဓာကိုယ်ရဲ့အသေးမှာခန္ဓာကိုယ်ရဲ့အသေးနဲ့ကြောက်ကအစိတ်အတောက်စုတဲ့နေရာအဲ့တော့အဲ့နေရာတွေမှာအစီဖုံးတာဖြစ်တယ်အဲ့တော့ဒီချက်ကကြိုတင်ကာကွယ်တဲ့အနေနဲ့เนาะဒီအသေးအားဆေး supplement ကိုတောက်တာအသေးဆေးဒီအသေးယောဂဖြစ်တဲ့အချိန်မှာကုသတဲ့အနေနဲ့တောက်ရတဲ့ဆေးဝါးကိုတောက်ခိုင်းတာမဟုတ်ဘူးကြိုတင်ကာကွယ်ရင်းနဲ့တောက်လို့ရတဲ့အသေးအတွက် supplement ကိုကြိုတောက်ရတာသွေးကြောကျန်းမာရေးနဲ့အုံနောက်ကျန်းမာရေးအတွက် ALA ရဲ့ EPA ရဲ့ DHA ရဲ့ပါတဲ့ဒီလိုဟာမျိုးကိုလည်းဒီချက်ကြိုတောက်တယ်နော်ဟိုဒီချက်တော့ဝိချနေတယ်ဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကိုလည်းသွေးရင်းအစီကျစေရမို့လို့omega 3ကိုတောက်တယ်ခုနလိုအသေးဆေးကိုလည်းတောက်တယ်အသေးစီဖုံးတဲ့ခါမှာစော့တဲ့ခါမှာအရန်တိတာတယ်မောတယ်အဲ့ဒါမို့ supplement တွေကိုတောက်တယ်အဲ့တော့ကျွန်တော်အရက်ဘီယာမတောက်လဲဆိုတဲ့နေရာမှာစီကြော်တာစားတဲ့အကိုတွေလေအဲ့လိုတွေမောနေတာသူတို့အရက်ဘီယာမတောက်ဘူးအဲ့တိုင်းဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အသေးကိုအစီအရန်စုတာအစီအရန်ဆုပ်တာတဲ့ရလေအစီအရန်ကြိုက်တာအဲ့ကြောင့်မို့အသေးကိုအစီမဖုံးအောင်လို့ဒီလို supplement တွေကြိုတင်တောက်တဲ့နေမှာတောက်လို့ရတယ်ပြီးတော့ဒီချက်ကနောက်ထပ် comment တွေကအများကြီးဖြည့်ပေးမယ်ဒီချက်မှာဆိုလဲဒီချက်ကိုပြောထားတဲ့ဟာတွေအများကြီးပဲပေါ့နော်နှာအကြောင်းပဲပြောနေဒီအကြောင်းပြောတတ်တာလားပေါ့နော်ဟုတ်ကဲ့ကျွန်မဒီအကြောင်းပဲပို့ပြီးကျွမ်းကျင်တာမှုလို့ဒီအကြောင်းပဲပြောတာပါအကိုတို့အတွက်ကိုသတင်းကောက်ပြပြပေးမယ်အခုဒီအမျိုးသားတွေအတွက်ကိုလေ2လက်မလောက်လုံးပတ်2လက်မလောက်ဖြစ်ဖြစ်အရှင်2လက်မလောက်ကိုဖြစ်ဖြစ်ထိုးထွက်လာအောင်လုပ်လို့ရတဲ့ခွဲစိတ်ကုသမှုနည်းတွေရှိတယ်ဒီမြန်မာပြည်မှာတော့ခင်မစားဘူးဘန်ကောက်မှာလုပ်လို့ရတယ်နောက်2နှစ်3နှစ်မှာလည်းမြန်မာပြည်မှာခင်စားလာနိုင်တယ်အဲ့ဒီအရာနဲ့ပတ်သက်ပြီးအသေးစိတ်နောက်ဗီဒီယိုမှာပြပြပေးမယ်စိတ်ဝင်စားတယ်ဆိုရင်အကိုတို့ကအဲ့လိုမျိုး2လက်မလောက်လုံးပတ်ကောအရှည်ရောအဲ့လိုမျိုး2လက်မလောက်တက်လာတဲ့အနေထားမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ချင်တဲ့သူတွေရှိရင် comment ခဲ့ပေးနောက်ဗီဒီယိုမှာအဲ့ဒါနဲ့ပတ်သက်ပြီး highlight အဓိကပြပြမယ်တခုတော့ကိုညီပေးဒီချက်ကို share ပေးအကောင့်တွေပြပြနေရမြို့သားတွေအတွက်ကျမ်းမာရေးမြို့သမီးတွေအတွက်ကျမ်းမာရေးဒီချက် page မှာဆိုရင်မြို့သားတွေအများကြီးအတွက်အဓိကမြို့သားတွေအတွက်ကိုပဲအကိုတွေအတွက်ကိုပဲအဓိကထားပြောပေးနေတာပေါ့နော်အဲ့တော့ interview ပြောတဲ့ခါမှာရှိရတော့ဒါပဲပြောတတ်တာလားဆိုတော့မျိုးဖြစ်မှာဆိုတော့တခါတည်းဟုတ်တယ်ဒါပဲပြောတတ်တာပါဒါပေမဲ့ social မှာတော့ကျွန်မ comment လေးတွေမှာဆိုရင်တော့အဲ့လိုတော့ပဲပြန်မလဲပေါ့ရှင်ကျွန်မနဲ့ရုပ်ချင်းတွေ့ပြီးမျက်နှာချင်းတွေ့ရင်တော့အဲ့လိုပြောတတ်တာလားလို့မေးရရင်လာမေးပါကျွန်မလည်းဟုတ်ပါတယ်လို့ပဲဖြေလိုက်မှာပါเนาะအဲ့တော့အသေးစိတ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောပြတာပါရှင်